မိတ်ဆွေများအားလုံးပဲမင်္ဂလာပါအာယုံကြောအားနေတဲ့သူတွေလေးဘက်နာယောဂရှိတဲ့သူတွေကောက်ဖယောဂရူရိအက်ဆစ်များတဲ့သူတွေသွေးတိုးတဲ့သူတွေသွေးတွင်းတခြားဓာတ်များတဲ့သူတွေစီးကြိုသမားတွေအမျိုးသားများကာမဆွမ်းအားနေတဲ့သူတွေအတွက်အရန်ကိုစေစမ်းထွက်ကောင်းမွန်လာသောခွေးလျားသီးနဲ့အကြောင်းလေးကိုကျွန်တော်ကတင်ဆက်ပေးလိုက်ပါတယ်သူ့ကိုဘယ်လိုစားသုံးရလဲဆိုတော့နီလန်းလေးကိုလည်းကျွန်တော်ကတေချာတင်ပြပေးလိုက်ပါတယ်ခင်ဗျာခွေးလျားသီးနဲ့3-4-5စီးကန်းကိုဒီလိုရေတက်နဲ့ဘန်ကွက်တွေထည့်ပြီးတော့24နာရီတရက်စိတ်နာမှာဖြစ်ပါတယ်ခင်ဗျာ24နာရီတရက်ရေစိတ်နာပြီးပါကဒီလိုမျိုးမီးငွေ့ဝင်နဲ့နိုင်ဝက်45မိနစ်ခန့်ပြုတ်ပေးရပါမယ်ဒီလိုမျိုးပြုတ်ရညိုမဲသွားပြီဆိုလို့ရှိရင်အားလုံးကိုရေတွေတွန်းချပြီးတော့ရေစစ်ထုတ်လိုက်ရပါမယ်ဒါမှသူ့ရဲ့အစိတ်တွေအကုန်လုံးထွက်သွားမှာဖြစ်ပါတယ်ပြီးတာနဲ့ဒီလိုမျိုးစကားလေးနဲ့ထည့်ပြီးတော့ရေခဏစစ်ထားမှာဖြစ်ပါတယ်သူ့ကိုအဲ့လိုမျိုးရေစစ်ပြီးတော့ခဏလေး6ခဏပေးပါဒီလို6ခဏပေးပါကခဏနေမှာသူ့ရဲ့ဒီပြုတ်ထားတဲ့ခွေးလျားသီးအစီရဲ့အပေါ်မှာဖုံးအုပ်နေတဲ့အခွန်ကလေးကိုကျွန်တော်တို့ကခွာထုတ်ရမှာဖြစ်ပါတယ်ဒီလိုလေးခွာထုတ်ရပါမယ်ပြုတ်လိုက်တဲ့အတွက်ဒီလိုမျိုးအခွန်လေးတွေကပျော့ပြီးတော့ဤဖက်နေမှာဖြစ်ပါတယ်ဒီလိုအသားရလေးခွာလိုက်ရပါမယ်အဲဆိုလို့ရှိရင်သူ့ရဲ့အတွင်းသားကဒီလိုမျိုးဒီလိုအညိုရောင်အဖျော့ကလေးပြောင်းသွားပြီဖြစ်ပါတယ်အစိတ်လည်းထွက်သွားပြီဖြစ်ပါတယ်သူ့ရဲ့အသားကချောကလက်ရောင်ပုံစံမျိုးလေးပေါက်သွားတာဖြစ်ပါတယ်သူ့ရဲ့အစိတ်အသားကလည်းဤလေးဖြစ်သွားပါတယ်ပဲလိုပဲပျော့ဤသွားပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုဒီခွေးလျားသီးနှံရဲ့အသုံးဝင်ပုံအကြောင်းလေးကိုကျွန်တော်ကတင်ပြပေးလိုက်ပါတယ်ခင်ဗျာဗီဒီယိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာ